ကိုရင်လေးသည်မြစ်ပေးတွင်ငါးငယ်တစ်ကောင်ဖမ်းမိခဲ့သည်ကြောက်ခဲတစ်ခဲကိုချီနှောင်ပြီးနောက်ငါးကိုရေထဲသို့ပြန်ထည့်လိုက်ပြီးရှေ့သို့ကူးရန်ကြိုးစားနေစဉ်နာကျင်စွာရုန်းကန်နေသည်ကိုကြည့်နေသည်ကိုရင်လေးသည်သူ့ဘဝ၏အကောင်းဆုံးအချိန်ကိုဖြတ်တန်းနေခဲ့သည်ထို့နောက်ဖားတစ်ကောင်ကိုဖမ်းပြီးကြောက်ခဲတစ်ခဲကိုနင်း၏ကိုယ်ပေါ်တွင်ချီနှောင်လိုက်သည်သူသည်ရေထဲသို့ပစ်ချလိုက်သောအခါလေးလံသောကြောက်ခဲကဖားကိုချက်ချင်းပင်ရေအောက်သို့ဆွဲချသွားသည်ရုန်းကန်ခုန်ပေါက်နေသည်ကိုကြည့်ပြီးသူသည်ကယူနာလုံးဝမပြခဲ့ပေသူဆရာသည်ဤအရာအလုံးကိုမလန့်မကန့်မှမြင်တွေ့ခဲ့တော်လဲသူ့ကိုတားဆီးရန်ဘာမှမပြောခဲ့ပေရင်းစားဆရာသည်ကြောက်ခဲကြီးတစ်ခဲကိုကောက်ယူကာတိတ်ဆိတ်စွာထွက်သွားခဲ့သည်ညဘက်တွင်ကိုရင်လေးသည်အိပ်ပျော်သွားပြီးနောက်ဆရာသည်ထိုနည်းလမ်းကိုအသုံးပြု၍ကြောက်ခဲကြီးကိုသူ့ကြောတွင်ချီနှောင်လိုက်သည်နောက်တစ်နေ့နံနက်တွင်ကိုရင်လေးနိုးလာသောအခါသူထရံမဖြစ်နိုင်တော့ပေသူသည်သူ့ဆရာအားကြောက်ခဲကိုဖယ်ရှားပေးရန်တောင်းပန်တော်လဲဆရာကကြောက်ခဲကိုသူ့ကြောပေါ်တွင်တင်ကာခြေလမ်းနှဲငယ်လျှောက်ရန်အမိန့်ပေးခဲ့သည်ထိုအခါမှသာဤခံစားချက်သည်မြင်းမြမခံမရနိုင်လောက်အောင်ဆိုးရွားကြောင်းသူသဘောပေါက်ခဲ့သည်သူသည်သူ့ဆရာအားစိတ်ရင်းမှန်ဖြင့်တောင်းပန်ခဲ့တော်လဲဆရာကသူ့ကြောက်ခဲများချီနှောင်ထားသောတိရစ္ဆာန်များကိုဥစွာရှာဖွေပြီးရင်းတို့၏ခန္ဓာကိုယ်မှကြောက်တုံးတိုင်းကိုဖယ်ရှားရမည်ဟုပြောကြားခဲ့သည်သူကြောင့်တိရစ္ဆာန်တစ်ကောင်ပင်တေဆုံးသွားပါကကြောက်တုံးသည်သူ့ကြောပေါ်တွင်ထာဝရရှိနေမည်ဖြစ်သည်ကိုရင်လေးသည်ကြောက်လန့်တကြားဖြစ်နေသည်သူသည်ကြောပေါ်ရှိကြောက်တုံးကြီးဖြင့်မျက်စိသို့ပြန်သွားပြီးရေထဲတွင်အချိန်အတော်ကြာအပူတပြင်းရှာဖွေခဲ့သည်ကံကောင်းထောက်မစွာဖားသည်အသက်ရှင်နေသေးသည်သူသည်ကျိုးကိုလင်းမြန်စွာဖြည့်ပြီးရေထဲသို့ပြန်လှုပ်ပေးလိုက်သည်သို့သောကြောက်တုံးချီနှောင်ထားသောငါးငယ်ကိုတွေ့သောအခါရင်းသည်တေဆုံးသွားပြီဖြစ်သည်ရင်းကိုမြင်သောအခါကိုရင်လေးသည်ငိုကြွေးမနေဘဲမနေနိုင်ပေသူ၏ပေါ်ဆစွာကစားခြင်းသည်ဤမြဆိုးရွားသောအမတ်တစ်ခုစီသို့ဦးတည်သွားလိမ့်မည်ဟုသူဘယ်သောအခါမှမတွေးခဲ့မိပေသူသည်သင်ခန်းစာယူခဲ့ကြောင်းကိုမြင်သောအခါဆရာသည်သူ့ကြောပေါ်ရှိကြောက်တုံးကိုဖယ်ရှားလိုက်သည်နှင့်အနှဲငယ်လင်းမြန်စွာကုံဆုံးသွားပြီးကိုရင်လေးသည်လူကြီးဖြစ်လာခဲ့သည်တနေ့တွင်အမျိုးသမီးငယ်တဦးသည်ဖះเจ้าတို့ရုတ်တရက်လာရောက်လည်ပတ်ခဲ့သည်ရင်းသည်သူ့ကိုပို၍ပင်ဆိုးရွားသောအမှားတစ်ခုကျူးလွန်စေခဲ့သည်တညတွင်အမျိုးသမီးအိပ်ပျော်နေစဉ်သူသည်သူမ၏ဆောင်အောက်သို့တိတ်တဆိတ်လက်ထည့်လိုက်သည်အမျိုးသမီးသည်ချက်ချင်းပင်လန့်နိုးလာပြီးသူ့မျက်နှာကိုရိုက်လိုက်သည်ကိုရင်လေးသည်ဗုဒ္ဓဘာသာ၏ကျင့်ဝတ်များကိုချိုးဖောက်မိကြောင်းသိရှိလိုက်သည်သူသည်ချက်ချင်းပင်ဗုဒ္ဓရုပ်ပွားတော်ရှိတွင်ဒူးထောက်ကအကျိန်နောင်တရားခဲ့သည်မိန်းကလေးသည်သူ့ကိုနှစ်သိမ့်ရန်ရှေ့သို့တိုးလာတော့မည်အချိန်တွင်ဆရာတော်ကရုတ်တရက်တကားကိုတွန်းဖွင့်လိုက်သည်အပြစ်ရှိသည်ဟုခံစားရသောကိုရင်လေးသည်မိသူကိုမျှမဖော်ထုတ်ရန်အပြင်းထန်ဆူတောင်းနေခဲ့သည်သို့တော်ထိုညတွင်ပင်ကိုထိန်းချုပ်မိအစားပို၍ပင်ရဲရင်လာခဲ့သည်သူသည်မိန်းကလေး၏အိယာထဲသို့တိတ်တဆိတ်ဝင်သွားသည်ယခုတစ်ချိန်တွင်သူသည်စီးကိုလုံးဝဖျက်ကျော်ခဲ့သည်ဆရာတော်မမြင်စေရန်အတွက်သူတို့သည်ရေကန်အလဲသို့တိတ်တဆိတ်လေးစီးသွားကြသည်သို့တော်နောက်တစ်နေ့နံနက်တွင်ဆရာတော်အပြင်ထွက်သွားသောအခါရေကန်ပေါ်ရှိလှေပေါ်တွင်နှစ်ယောက်သားကိုတွေ့လိုက်ရသည်သူသည်လှေကိုဖြည်းဖြည်းချင်းဆွဲတင်ပြီးနောက်အောက်ခြေရှိတစ်သားပလက်ကိုဆွဲထုတ်လိုက်သည်ထို့သို့ပြုလုပ်ပြီးနောက်ဆရာတော်သည်လှည့်ကာဖះเจ้าတို့ပြန်သွားသည်လှေထဲတွင်ရေများပုံမူပြည့်လာသည်နှင့်အမျှအိပ်ပျော်နေသောပုံရိပ်နှစ်ခုလိုထလာသည်ဆရာတော်သည်သူတို့ကိုရှာဖွေတွေ့ရှိသွားပြီဟုကိုရင်လေးသိသည်တကားဝတွင်ဒူးထောက်ကဆရာတော်၏ခွင့်လွှတ်မှုကိုတောင်းပန်တော်လဲဆရာတော်ကဤအချစ်ဆက်လံကိုမိပြရန်သာတတိပေးခဲ့သည်ထို့နောက်လှေစီးပြီးမိန်းကလေးကိုဖះเจ้าမှခေါ်ဆောင်သွားခဲ့သည်ကိုရင်လေးဟာဗုဒ္ဓရုပ်ပွားတော်ရှိမှကျမ်းစာတွေရွတ်ဆိုခိုင်းခံရလို့အပြစ်ပေးခံခဲ့ရပါတယ်ဒါပေမဲ့သူဟာချစ်မြတ်နိုးမှုနဲ့နစ်မြုပ်သွားခဲ့ပါပြီသူဟာဖုန်းကြီးနောက်ကိုလိုက်သွားပြီးမိန်းကလေးကိုနေခွင့်ပေးဖို့ဖုန်းကြီးကိုတောင်းပန်ခဲ့ပါတယ်ဒါပေမဲ့ဖုန်းကြီးကပြန်လဲမကြည့်ခဲ့ပါဘူးအဲ့ဒီနောက်မှာတော့ကိုရင်လေးကနေရောညပါအိတ်မပျော်ခဲ့ပါဘူးနောက်ဆုံးတော့သူဆုံးဖြတ်ချက်ချခဲ့ပါတယ်ကိုရင်လေးကဆရာတော်အိပ်ပျော်နေချိန်မှာဗုဒ္ဓရုပ်ပွားတော်ကိုတည်ဆောင်ပြီးဘုန်းကြီးကျောင်းကနေထွက်သွားခဲ့ပါတယ်။သူမသိခဲ့တာကဘုန်းကြီးကတကယ်အိပ်ပျော်နေတာမဟုတ်ပါဘူး။ဒါပေမဲ့ကိုရင်လေးထွက်သွားတာကိုတားဆီးဖို့မကြိုးစားခဲ့ပါဘူး။နှစ်ပေါင်းများစွာကြာပြီးနောက်ဘုန်းကြီးကသတင်းစာတစ်စောင်မှာရဲကထုတ်ပြန်ထားတဲ့အလိုရှိတဲ့အကြောင်းကြားစာကိုတွေ့လိုက်ရပါတယ်။တစ်ချက်ကြည့်လိုက်ရုံနဲ့သူ့ကိုမှတ်မိသွားပါတယ်။လွန်ခဲ့တဲ့10နှစ်ကျော်ကဘုန်းကြီးကျောင်းကနေထွက်သွားခဲ့တဲ့ကိုရင်လေးပါအကူအညီမဲ့တဲ့ခန်းစားချက်တစ်ခုလွှမ်းမိုးသွားခဲ့ပါတယ်။